မင်္ဂလာပါတဲလေးတို့ဒီနေ့စိတ်သားကြောက်စီစိန်လေးတွေထက်ရောက်ထားတယ်အစ်စ်เนาะဒါကစီစိန်ပြီးသားဘူးလေးပါဒါကစီမစိန်ရသေးတယ်ဘူးလေးပါဒီမှာเนาะမန္တလေးရဲ့စကိုင်းရဲ့အေးရောင်ငွေချရမယ်တပူကို16000လုံးဝဒီဘူးနဲ့အပြည့်เนาะစီစိန်ပြီးသားဆိုလဲလုံးဝရှယ်ကောင်းတာသိလားတဲလေးတို့အရသာအရန်ရှိတာဘာဖြစ်လို့လဲဆိုတော့ဒါလေးတွေဆိုလို့ရှိရင်ကိုအိမ်မှာထမင်းစီစမ်းလေးနဲ့စားလုံးဝအကောင်းဒီလိုမျိုးသူကရှက်အကိတ်ကြီးပါပေါ့နော်ဒီထဲမှာဆိုရင်သူကလုံးဝစိတ်သားကိုထုပြီးတော့ဒီလိုမျိုးရှက်အကိတ်ကြီးတွေထည့်ထားပေးရနော်တဲလေးဒါလေးကတော့ဒီနေ့ပို့ရမယ်စကိုင်းအော်ဒါလေးဖြစ်ပါတယ်စကိုင်းအော်ဒါလေးဖြစ်တဲ့စကိုင်းကိုဒီနေ့ပို့ပေးရမှာပေါ့နော်စကိုင်းကအမားကတဲ့ညီမလေးတဲ့စိတ်သားကြောင့်စီစိန်လေးရဲ့တဲ့စိတ်သားကြောင့်စီမစိန်လေးနာလေးရဲ့တဲ့စိတ်သားကြောင့်စီစိန်နာလေးက3ဘူးစိတ်သားကြောင့်စီမစိန်နာလေးက2ဘူးအားလုံးပေါင်း5ဘူးပို့ရမှာဖြစ်ပါတယ်ပြီးကြတော့တဲ့ညီမလေးရောင်းတဲ့ AC တလေးဒီမျက်နှာသစ်ဆက်ပြလေးကိုလည်းသုံးကြည့်ခြင်းနဲ့တဲ့မမလို့စိတ်ချသုံးကြည့်အရန်ကောင်းတယ်လို့ဆိုပြီးတော့သူ့ညွန်ပြလိုက်တော့ခါကျတော့ဒါလေးရောမှမယ်ဒါလေးက2ဘူးပါဒါလေးကတော့ဒီနေ့စကိုင်းကိုပို့ရမယ်အော်ဒါလေးဖြစ်ပါတယ်ရှင်လဲလေးတို့လည်းနော်ဒီစိတ်သားကြောင့်မီကင်စိတ်သားကြောင့်စီစိန်နဲ့ AC တလေးဒီမျက်နှာသစ်ဆက်ပြမှားခြင်းနဲ့ဆိုလို့ရှိရင်ဝေးဘိုင်းအောင်မှာတင်ထားတဲ့ဖုန်းနံပါတ်ကိုဆက်ပြီးတော့မှားလို့ရပါတယ်မန္တလေးရဲ့စကိုင်းရဲ့အေးရောင်ငွေချီရပါတယ်ရှင်ကျန်မြို့နယ်တွေကတော့ငွေကြိုလဲရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟောဒါကဒီလိုမျိုးစကိုင်းတို့မန္တလေးတို့ဆိုလို့ရှိရင်တော့ဝေးကိုယ်တိုင်ပို့ပေးတယ်ဒါကတော့ဒီနေ့စကိုင်းကိုကိုယ်တိုင်တော့ပို့မှာဖြစ်ပါတယ်ရှင်တလက်စားရင်းနဲ့နောက်တစ်ခုကြွညအောင်မယ်ဒီလိုမျိုးအိတ်လေးတွေပေါ့နော်ဝေးစီမှာဝေးရဲ့ဒီအရင်ဗီဒီယိုဖိုင်တွေမှာရှိရဒီလိုအိတ်လေးတွေလည်းဝေးရဟမ်းမိတ်လေးပေါ့နော်ကိုယ်တိုင်ထိုးပြီးတော့ရောင်းနေဒီလိုအိတ်လေးတွေလည်းဝေးစီမှာမှားခြင်းနေဆိုရင်ပြောလို့ရတယ်ပေါ့နော်ဒါလေးတွေကကျတော့အမှားရှိမှဝေးရပစ္စည်းဝယ်ပြီးတော့ထိုးပေးတာပေါ့နော်ဒါတွေကကျတော့သူများစီကယူအောင်တာမဟုတ်ဘူးကိုယ်တိုင်ပစ္စည်းဝယ်တယ်ကိုယ်တိုင်ထိုးတယ်ကိုယ်တိုင်ရောင်းပါတယ်ဒါလေးကတော့ကိုယ်တိုင်လည်းသုံးပါတယ်ဒါကတော့ဒီနေ့ဝေးသုံးမဲ့အိတ်ကလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်အားပေးကြပါအောင်နော်